ဘုရားဘာသာဝင်တွေဖြစ်တဲ့အတွက်ကြောင့်အများစုဟာဓမ္မစကြာတရားဒေသနာကိုအလွန်မှကြည်ညိုကြတယ်မျက်နှိုးကြတယ်ရုပ်ဖတ်ပူဇော်ခြင်းအမှုကိုလည်းပဲကြိမ်ဖန်များစွာပြုကြတယ်နော်ဒါပေမဲ့လို့အများစုဟာဓမ္မစကြာတရားဒေသနာမှာပြောထားတဲ့လေးနဲ့တဲ့အဓိပ္ပာယ်တွေကိုထဲထဲဝင်ဝင်နားမလည်ကြတာပဲများတယ်အလွန်တန်ဖိုးရှိတဲ့မှန်ကန်တဲ့စကားလုံးတွေကိုကိုယ့်ရဲ့နှုတ်ကရုပ်ဖတ်ခြင်းအပြင်ဝစီကံအနေအချင်းထွက်ပေါ်နေပြီမယ်လို့ကိုယ်နှုတ်ကထွက်တဲ့အဲ့ဒီစကားလုံးတွေရဲ့အဓိပ္ပာယ်ကိုကိုယ်တိုင်ထဲထဲဝင်ဝင်မသိရတာတွေးကြည့်မယ်ဆိုလို့ရှိရင်ဝမ်းနည်းစရာတောင်ကောင်းတယ်နော်အဲ့ဒါဘုန်းကြီးကကြုံလုံးလေးအမှတ်တရအနေနဲ့ဓမ္မစကြာတရားဒေသနာကိုခြုံငုံသုံးသပ်ပြီးတော့မြင်တဲ့အမြင်လေးနဲ့နားလေကြည့်ဖို့နည်းနည်းပြောကြည့်ဟုတ်လားဓမ္မစကြာတရားဒေသနာမှာနောက်ပိုင်းပြောထားတာတွေကနတ်တွေကပူဇော်ကြတယ်နတ်တွေကချီးမွမ်းကြတယ်ကြွေးကြော်ကြတယ်ဒါတွေကတိတ်ပြီးတော့အရေးပါတယ်ဖြစ်ရတယ်မဟုတ်ပါဘူးလေးလေးနက်နက်သိရမယ်အပိုင်းကဓမ္မစကြာဒေသနာမှာ၃ပိုင်းရှိတယ်လို့ဘုန်းကြီးကတော့အဲ့လိုလေးမြင်မိပထမတစ်ပိုင်းကမြတ်စွာဘုရားထိုးထွင်းပြီးတော့တည်တော်မူမြင်တော်မူခဲ့တဲ့ဒုက္ခនិရောဓဂ ामिनि ပရိပဒါဒုက္ခငြိမ်းရာလို့ဆက်ရောက်စေတတ်တဲ့မဂ္ဂင်၈ပါးအကျင့်မြတ်တရားဘလောက်မြင့်မြတ်တယ်လဲဘလောက်စွမ်းအားအာနိသင်ကြီးမားတယ်လဲဆိုတာကိုပြောတာမဂ္ဂင်၈ပါးလမ်းစဉ်ရဲ့အကြောင်းကိုပထမအရင်ပြောတာနောက်ဓမ္မစကြာဒေသနာကတကယ်တမ်းအလွန်မှပြည့်စုံတဲ့ဒေသနာတော်ကြီးအဲ့ဒါပထမပိုင်းမှာမဂ္ဂင်၈ပါးရဲ့အကြောင်းကိုပြောတာဒုတိယပိုင်းမှာသစ္စာ၄ပါးကိုနားလည်အောင်ရှင်းပြဒုက္ခသစ္စာဆိုတာဘာကိုပြောတာဆင်းရဲခြင်းအမှန်တရားဆိုတာဘာကိုပြောတာဒုက္ခသမုဒယသစ္စာဆင်းရဲဖြစ်ခြင်းရဲ့အကြောင်းတရားအမှန်ဆိုတာဘယ်ရာကိုပြောတာဒုက္ခនិရောဓဆင်းရဲချုပ်ငြိမ်းရာအငြိမ့်တဲ့နိဗ္ဗာန်ဆိုတာဘယ်ရာကိုပြောတာအဲ့ဒီအငြိမ့်တဲ့နိဗ္ဗာန်စီကိုဆက်ရောက်ခြင်းလို့ရှိရင်ကျင့်သုံးရမယ်ဒုက္ခនិရောဓဂ ामिनि ပရိပဒါဒုက္ခချုပ်ငြိမ်းရာစီသို့ဆက်ရောက်စေမဲ့လမ်းဆိုတာဘယ်ရာကိုပြောတာလို့အမှန်တရားကြီး၄ပါးရဲ့အကြောင်းကိုမြတ်စွာဘုရားရှင်းပြအဲ့ဒါဒုတိယပိုင်းတတိယပိုင်းကျတော့သူဟာနည်းနည်းလေးကျယ်ပြန့်တယ်သစ္စာ၄ပါးမှာတပါးတပါးစီမှာထူးခဲ့တဲ့ဉာဏ်၃မျိုးနဲ့သိတာသစ္စာဉာဏ်ကိစ္စဉာဏ်ကတ္တဉာဏ်ဒုက္ခသစ္စာကိုသစ္စာဉာဏ်နဲ့သိတယ်ဒုက္ခသစ္စာကိုကိစ္စဉာဏ်နဲ့သိတယ်ဒုက္ခသစ္စာကိုကတ္တဉာဏ်နဲ့သိတယ်အဲ့ဒါလိုပဲသမုဒယသစ္စာကိုလည်းပဲသစ္စာဉာဏ်ကိစ္စဉာဏ်ကတ္တဉာဏ်និရောဓသစ္စာကိုလည်းသစ္စာဉာဏ်ကိစ္စဉာဏ်ကတ္တဉာဏ်မဂ္ဂသစ္စာကိုလည်းသစ္စာဉာဏ်ကိစ္စဉာဏ်ကတ္တဉာဏ်လို့သစ္စာ၄ပါးမှာတပါးစီမှာသစ္စာဉာဏ်ကိစ္စဉာဏ်ကတ္တဉာဏ်ဆိုတဲ့ဉာဏ်၃မျိုးနဲ့သိတော့သစ္စာ၄ပါးမှာဉာဏ်ဘယ်နှမျိုးဖြစ်သွားလို့12မျိုးဖြစ်သွားဒွါရတာကာလမြတ်စွာဘုရားအဲ့လိုဟောတယ်အဲ့ဒီ12မျိုးသောအချင်းရာအဖြစ်မတိမချင်းငါဟာဘုရားဖြစ်ပြီလို့ဝန်မခံဘူးတဲ့အဲ့ဒီသစ္စာ၄ပါးကိုသစ္စာဉာဏ်ကိစ္စဉာဏ်ကတ္တဉာဏ်ဖြင့်အချင်းရာ12မျိုးပိုင်းခြားဝေဖန်ပြီးတော့ပြပြမြင်သိပြီဆိုတော့မှငါဟာဘုရားဖြစ်ပြီလို့တပ္ပညုတဉာဏ်ကိုရပြီလို့ဝန်ခံတာတဲ့အဲ့ဒါကအရေးပါတဲ့တတိယပိုင်းနော်အဲ့ဒါဘုန်းကြီးတို့နားလည်ရမယ်အပိုင်း၃ပိုင်းနောက်ပိုင်းကတရားကိုနာရလို့ရှင်ကုဏ္ဏညတရားတို့ရတာနတ်တွေကသဘောကျလွန်းလို့ကြွေးကြော်ကြတာပူဇော်ကြတာအဲ့ဒါတွေကတရားသဘောမဟုတ်ပါဘူးသူကဖြစ်ရတယ်အဲ့ဒါတွေကမြတ်စွာဘုရားတရားဟောပြီးတဲ့နောက်မှာဆက်ပြီးတော့ဖြစ်တဲ့ဖြစ်ရတွေကိုဓမ္မစကြာဒေသနာတော်ထဲမှာရောပြီးတော့မှတ်တမ်းတင်ထားတာတကယ်အရေးကြီးတဲ့သိရမယ့်အချက်ကအခုပြောခဲ့တဲ့အပိုင်း၃ပိုင်းနော်ပထမပိုင်းကမဂ္ဂင်၈ပါးလမ်းစဉ်ရဲ့အကြောင်းကိုမြတ်စွာဘုရားရှင်းပြဒုတိယပိုင်းကသစ္စာ၄ပါးတပါးစီရဲ့အဓိပ္ပာယ်ကိုရှင်းပြတတိယပိုင်းကအဲ့ဒီသစ္စာ၄ပါးမှာသစ္စာဉာဏ်ကိစ္စဉာဏ်ကတ္တဉာဏ်ဉာဏ်၃မျိုးစီနဲ့ထွန်းပြီးတော့သိပြီစက္ကုံဥရပါရိ
ညာဏံဥရပါရိပညာဥရပါရိဝိဇ္ဇာဥရပါရိအလောကောဥရပါရိလို့တိပုံ၅မျိုးတောင်ပြောတယ်အဲ့ဒါလေးတွေရှင်းပြတယ်အလုံးမအရသာရှိဒီစကလုံးလေးတွေအဲ့ဒီသစ္စာ၄ပါးကိုနော်12မျိုးသောအချင်းရာအဖြစ်မသိမချင်းငါဖះလို့ဝန်မခံဘူးသစ္စာ၄ပါးကို12မျိုးသောအချင်းရာနဲ့သိပြီဆိုတော့မှငါဖះလို့ဝန်ခံခဲ့တာ